လေးက39သိန်းမှာရှင်နိုင်ငံကစီးပွားရေးပြက်စီးနေတာဟယ်လိုအားလုံးပဲမင်္ဂလာပါဗျကျွန်တော်ဒီနေ့မှလည်းပေါ့ရှာကြီးစရာဟာတတ်များကိုစူးစီးထားပါတယ်ကျွန်တော်အတူတူပေါ့နော်ကြည့်လိုက်ရအောင်ခင်ဗျ let's go မာနိုင်ငံရဲ့အထူးသတင်းတွေနဲ့မီးမလာရင်မှောင်နေမှာဖြစ်ပြီးမီးလာရင်တော့လင်းသွားမှာပဲဖြစ်ပါတယ်အေးနော်ဒါမဲ့စိတ်မပူကြပါနဲ့မီးစက်လည်းမပူနိုင်တော့ပါဘူးစီမရှိလို့ပါအေးရောနော်ဟုတ်ပါတယ်ရနန်စီကလည်းဈေးတွေကြီးနေပေါ့နော်စီမရှိဒီပေါ့နော်ဟေ့အမသေးပါလို့မရဘူးလေဒါလို့ sorry ကိုညီမလေးရမ်းချစ်တယ်ဟာကိုဘာတွေပြောလိုက်ပေါ့နော်ကိုလည်းမင်းကိုအရန်ရှစ်ပါတယ်ကွာအခုတော့ပြောမယ်နော်လက်မထက်ရသေးပဲနဲ့အသားတောင်ထိဖို့မစင်စားနဲ့ဟေ့ရောရေနော်လက်မထက်ရပဲအသားတောင်မထိရဘူးလေနော်ရှားဝိုက်ပေါ့နော်ဒီကိမှာအားလည်းမင်းကိုတခါလည်းပြောလိုက်မယ်လက်မထက်ရသေးပဲနဲ့ငါရှစ်ပတ်စံရှိဖို့လုံးဝမစင်စားဟာအေးရောနော်လက်မထက်ရသေးပဲလာပြီးပတ်စံမကြီးနဲ့နော်အေးဒါလို့ sorry 炸你ကွာဖန်မိုးချင်းလားအေးရလာအောင်ကွာခဏလောက်မင်းကငါတခုလောက်မေးရရှိလို့မေးမင်းအဖေနဲ့မင်းအမေဘာတော်လဲလင်မယားနော်အဲ့ဒါဆိုရင်မင်းအမေရဲ့ယောက်ျားကိုမင်းကဘလို့ခေါ်လဲအဖေလို့ခေါ်တာဟေးတကယ်ကန်လာခွေးမဟုတ်ဘူးအေးရောနော်ဗါလေကျုပ်ဘေးကခွေးမဟုတ်နော်အားလုံးပဲပါကျွန်တော် channel လေးကို like subscribe နဲ့အားပေးကြပါအောင်ဗျ